안녕 친구들 엘라디니가요 fiction book ဘယ်လိုလုပ်လဲဆိုတာကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ် digital physical version နှစ်မျိုးလုံးလုပ်ရမှာဖြစ်တဲ့ကြောင့်လို့ကို what is fiction book အဲ့တော့ vision book ကြီးကိုအချိန်ပေးပြီးလုပ်နေပြီမယ်ဘာကြောင့်လုပ်နေလဲဆိုတာမသိဘူးဆိုလို့ရှိရင် waste of time vision book ဆိုတာက visual reminder လို့သဘောမျိုးပဲကိုယ့်ရဲ့ goals တွေဒါကိုဘယ်ကိုသွားမယ်ကိုဘာဖြစ်ချင်လဲဆိုတဲ့ဟာကို visual remind နေနေပေးပြီးတဲ့အရာလေးတစ်ခုပါvision book ဆိုတာဘာလဲဆိုတာသိပြီအဲ့တော့ vision book ကိုငါဘာလို့အချိန်ပေးပြီးလုပ်တင်တာလဲအဲ့တော့ Ella ပုံမှန်ဆိုလို့ရှိရင်တစ်နှစ်စပြီဆိုလို့ရှိရင်ငါဒီ2026မှာဘာတွေဖြစ်အောင်လုပ်မယ်ဆိုပြီးကိုယ်စီချကြတယ်စိတ်ထဲမှာပဲဖြစ်တချို့ကကျတော့စာအုပ်လေးမှာဖြစ်ချရေးပြီးတော့ချကြတယ်ဒါပေမဲ့တစ်နှစ်ဆိုတဲ့အချိန်ကအရန်ရှိတယ်အဲ့ဒီအချိန်မှာချိန်ကြာလာတာနဲ့အမျှကိုထားရတဲ့ကိုယ်စီကမေးမိန်သွားတတ်တယ်vision book လောက်ထားခြင်းအဖြစ်ကိုကနေ့စဉ်နဲ့တကွာဒီကိုစီကိုမြင်နေရမယ်အဲကြောင့်လို့ပို့ပြီးတော့ used to ဖြစ်လာမယ်အဲ့ကိုစီကိုမြင်မှများတော့ used to ဖြစ်လာလေဒီကိုစီကဖြစ်နိုင်ချေရှိပါလားဆိုပြီးတော့ခံစားချက်မျိုးရစီရင်းနှီးလေးပေါ့နော်အဲ့တော့ vision book ဆိုတာတနည်းအားဖြင့် manifest လုပ်တာပဲ manifest လုပ်ရလိုက် magic manifest မဟုတ်ဘူးရည်ရွယ်ချက်ရှိနဲ့ consistent ဖြစ်အောင် manifest လုပ်ခြင်းတစ်မျိုးပဲပေါ့နော် intro လေးပြီးသွားရဆိုလို့ရှိရင်ကျမတို့စလုပ်တော့မယ် beginner friendly ပဲဖြစ်ဖြစ်စလုပ်ဖို့ပဲသူပဲဖြစ်ဖြစ် vision book လုပ်တော့မယ်ဆိုလို့ရှိရင်ဘာမှမလုပ်ပါဘူးဒီတိုင်းဘောပန်ရင်စโอเคအဲ့ဒါတွေထားယူပြနေဆိုတော့မှအခုခေတ်ကြီးမှာအကုန်လုံးဖုန်းရှိကြတယ်ဖုန်းရဲ့ notebook မှာပဲဖြစ်ဖြစ် and then အသင်လူသားတို့ပဲလုပ်ပါရရှင် ready ဖြစ်ပြီဆိုလို့ရှိရင်စလိုက်ကြမယ်ပိုင်းနှစ်ပိုင်းပဲရှိတယ်ပထမဆုံးက main life area ဘာတွေလဲဆိုတာကိုကောက်ကိုအရင်တွေးကြပါတော့နောက်တစ်ခုကကျတော့အဲ့ဒီကမှဒီဘယ်လိုကိုရှိတတ်မယ်ဆိုပြောတာအဲ့တော့ Ella မြင်တောင်ဆိုလို့ရှိရင် like ကြက်ဥလေးလို့တတ်မှတ်လိုက်မယ်နော်ကြက်ဥလေးမှာအကလေးရတာဖြစ်မလဲ Ella ပြောဆိုလို့ရှိရင် health career family kind of အဲ့လို main part တွေကဖိုင်လေ2026မှာကိုဘာတွေကိုတိုးတက်ချင်လဲဘယ်အပိုင်းတွေတိုးတက်ချင်လဲအဲ့ဒါလေးကိုအရင်လုပ်လိုက် okay အဲ့ပြီးလို့ရှိရင်အထဲတွေကအနှစ်ကလေးကိုစဉ်းစားကြမယ်အဲ့တော့ health မှာဆိုလို့ရှိရင်လေကိုက healthy ဖြစ်တဲ့စားတဲ့အကျင့်ကိုလုပ်ချင်တယ်အဲ့ဒါဆိုလို့ရှိရင်အဲ့လားဆိုဘာလုပ်ထားလဲဆိုတော့တစ်ပတ်မှာ3ရက်4ရက်လောက်မနက်ခင်းမှာအဲ့လို healthy food တွေစားတဲ့အကျင့်မျိုးကိုလုပ်မယ်အဲ့လိုမျိုးပေါ့အဲ့တော့အကာလေးတိပြီဆိုအနှစ်ကလေးကဘာလဲဆိုပြီးတွေးစီချင်တာဒီပေါ့ okay အဲ့ဒါတွေရသွားပြီဆိုလို့ရှိရင်ပြီးပြီအဲ့လားပုံမှန်ရှာနေကြတော့ Pinterest မှာဒါမှကိစ္စမရှိဘူးကိုကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ရှာလို့ရတယ် visual ပုံဖြစ်ပြီးတော့ကိုပုံဆွဲခြင်းလဲဆိုကြိုက်တယ်လို့ whatever you guys want it's okay အဲ့တော့အဲ့လားတော့ Pinterest မှာသွားရှာလိုက်တယ်ဆိုတော့ကဟာလေးနဲ့ keyword လေးပေါ့နည်းနည်းလေးရိုက်ရှာလိုက်ပြီးတော့ပုံလေးတွေစုလိုက်တယ်ပုံလေးတွေစုပြီးသွားလို့ရှိရင် canvas အလုပ်တစ်ခုပေါ့အဲ့ဒါကြိုက်တဲ့နေရာမှာလုပ်လို့ရတယ်အဲ့လားတော့ Canva မှာလုပ်နေတာမို့ Canva မှာလုပ်တယ်အဲ့တော့အဲ့ဒီမှာပုံလေးတွေကိုဟိုထားတိထားပေါ့ကိုယ်ဆိုင်ရကိုထားလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တာဒါ vision လုပ်ပြရပါပြီ physical လုပ်ချင်တဲ့သူတွေအတွက် budget friendly ကျွန်မသုံးနေကြနီလန်လေးကို sharing လုပ်ပေးမယ်အိမ်မှာအဲ့လိုပြက်ကလေးအဟောင်းနေရှိကြရမလားအရင်က2025ဟာတွေနည်းနည်းဂတ်တူတာထူတဲ့ဟာတော့ဖြစ်စေပေါ့နော်အဲ့လိုထူတဲ့ဟာလေးရတရွက်ကိုဆွဲဖြစ်ဆက်ပြပြသွားလို့ရှိရင်ဆောနာက digital မှာလုပ်ထားတဲ့ဟာကိုအဲ့ဒီ canvas မှာ organize လုပ်ထားတဲ့ပုံတော့မဟုတ်ဘူးတပုံချင်းစီလေးနည်းနည်းလေးဟာတာလိုက်ပေါ့နော်ကိုကကတ်ကြီးနဲ့ပြန်ချက်ညက်လို့ရအောင်အဲ့ဒါကို like printing site မှာပဲဖြစ်ကိုအိမ်မှာပဲရှိပြီး color print နဲ့ထုတ်လိုက်ပြီးအဲ့ဒီပြက်ကလေးမျိုးအဟောင်းစာရွက်အထူပေါ်မှာကတ်လိုက်ရတော့ပါပြီမှန်ပေါင်လေးနဲ့လုပ်ချင်ရင်တော့မှန်ပေါင်လေးဝယ်ပြီးထည့်လိုက်ကြပါနော်ဟုတ်ကဲ့ဒါတော့ budget friendly နည်းလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့အရင်လွယ်ပြီလားရှင် vision board လုပ်တဲ့နည်းလေးကတော့ထားလောက်ပါပဲရှင်ဆက်လက်ပြီးတော့ကျမရဲ့ကြော်ညာဝင်သွားမယ့်အပိုင်းလေးပဲဖြစ်ပါတယ်အဲ့တော့ကြော်ညာနားမထောင်ချင်တဲ့သူတွေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဒီနားလေးနဲ့ရက်တက်ပြီးတော့တော်လေးရပြီ bye bye အလားတခုဘာသိလိုက်လဲ personality ကွာကြလူတွေတော်တော်များများအလားပတ်ဝန်းကျင်မှာလည်း P friend တွေတော်တော်များတယ်ကြောင့်ဘာသိလဲဆိုတော့အဲ့လိုမျိုး vision book ပုံစံမျိုးကိုလုပ်ရတာအချိန်ပေးရတာကိုသူတို့အနေနဲ့ကအရင်အချိန်မပေးချင်ချဘူးပေါ့နော်ဒါတယောက်နဲ့တယောက်နဲ့မတူကြတာအဲ့ဒီနေရာမှာအလားဘာသိလဲဆိုအဲ့လားကျဝန္ဒနာပါတဲ့သူလုပ်ကလည်းသဘောကျတယ်လို့လုပ်ပေးတာလည်းသဘောကျတယ် that's why ကျွန်မရဲ့ small business လေးမှာ vision book ကိုလုပ်ပြီးတဲ့ service လေးရှိရပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ်vision book service ကအလားရှိမှနှစ်မျိုးရှိရယ် product name လေးရတော့ done for you vision book ကနောက်တစ်ခုက big photo organize ဆိုရဲ version နှစ်မျိုးပေါ့နော်ဘာတွေကွာလဲဆိုလို့ရှိရင် done for you ကကြတော့ full set လို့ပြောရမယ်ဟိုကဟိုလိုဒီလိုတွေအာယုံနောက်တယ်ကွာမလုံချင်တဲ့သူတွေအတွက်ကြတော့ကိုယ့်ရဲ့ goals ကဘာလဲဆိုတာပဲလာပြောပြလို့ရတယ်အဲ့ဆိုလို့ရှိရင်အလားကတော့ပုံနေရှာတာအစား like
just message လေးပို့လိုက်တာနဲ့ hatcher loud ဆိုပြီးတော့ fiction book လေးထွက်လာတဲ့ service ပေါ့နော် private photo organize ပေါ့နော်အဲ့ဒါကြတော့လုံးဝ introvert ချင်းကူတွေလည်းရှိနိုင်မယ်လို့အလားယုံကြည်တယ်အဲ့တော့ကိုယ့်ရဲ့ goals ဘာညာကို detail ပြောရမှာနည်းနည်းလေး shy ဖြစ်တဲ့သူတွေဖြစ်လို့ရှိရင်တော့သူရှာတာပြီးတာဒါမှမဟုတ်ကို5နဲ့ကိုရှိတဲ့အတွက်ကြောင့်မလို့ပုံလေးရှာတာပြီးတာရှိရင်လည်းပုံလေးပဲလာပို့လိုက်ပေါ့အဲ့ဒါကိုမှ and product picture book အနေနဲ့ပေးပြီးတဲ့ဟာပေါ့နော် detail product explanation တွေအကုန်လုံးကတော့ website မှာသွားပြီးကြည့်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင် Ella ကိုလည်း Ella ရဲ့ဒီ page ဒီမှာလာမေးလို့ရပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါဒီနေ့မိတ်ဆက်ပေးတာပါOkay, bye. It's a vlog like Thank you for being here and here's for growing a little bit more in the next year. Bye!